္ဂလာပါခင်ဗျာနောက်ဆုံးရကမ္ဘာသတင်းတွေကိုကျွန်တော်ဆိုင်းခင်တွေကတင်ဆက်ပေးမှာဖြစ်ပါတယ်စစ်ပွဲအဆုံးသတ်ဖို့ဆွေးနွေးခြင်းဖုံးခေါ်လို့ရတယ်လို့ထရန့်ကပြောကြားလိုက်ပြီးတော့အီရန်နိုင်ငံသားဝန်ကြီးကတော့ပူတင်နဲ့သွားတွေ့နေပါတယ်ညသာစားဝဲမှာပြစ်ခတ်ခဲ့သူဟာစိတ်ပုံမှန်မဟုတ်တဲ့အန်တီခရစ်ယာန်တယောက်လို့ထရန့်ကမှတ်ချက်ပေးလိုက်ပါတယ် UAE ကိုအစ္စရေး Iron Dome လေကြောင်းရန်ကာကွယ်ရေးစနစ်ပေးရထားတယ်လို့ Axios သတင်းဌာနကဖွင့်ချလိုက်ပါတယ်စစ်ပွဲအဆုံးသတ်ဖို့ဆွေးနွေးခြင်းအီရန်ဘက်ကဖုံးခေါ်လို့ရတယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဧပြီလ26ရက်နေ့မှာပြောကြားလိုက်ပါတယ်သူတို့ဆွေးနွေးခြင်းနဲ့ဆိုရင်ကျတို့စီလာနိုင်ပါတယ်ဒါမှမဟုတ်ဖုံးဆက်လို့ရပါတယ်သိတဲ့အတိုင်းပဲဖုံးရှိရလေကျတို့စီမှာကောင်းမွန်လုံခြုံတဲ့ဖုံးလိုင်းတွေရှိပါတယ်လို့ဧပြီလ26ရက်နေ့က Fox News သတင်းဌာနနဲ့အင်တာဗျူးမှာထရန့်ကပြောပါတယ် So we'll deal by telephone and they can call us anytime they want. သောတူညီချက်မှာဘာပါရမလဲဆိုတာသူတို့သိပါတယ်အရန်ရိုးရှင်းပါတယ်သူတို့မှာနျူကလ িয়ার လက်နက်မရှိရပါဘူးအဲ့ဒီလိုမှမဟုတ်ရင်တော့တွဲဆုံစရာအကြောင်းမရှိဘူးလို့ထရန့်ကဆက်ပြောပါတယ်အီရန်ရဲ့ကမ်းလှမ်းချက်ဟာမလုံလောက်တဲ့အတွက်အမေရိကန်ကိုယ်စားလှယ်တွေပါကစ္စတန်ခီးစဉ်ဖျက်သိမ်းခဲ့တာလို့ထရန့်ကဆိုပါတယ်အမေရိကန်ကိုယ်စားလှယ်တွေမလာခဲ့ပေမဲ့အီရန်နိုင်ငံသားဝန်ကြီးအဘာ့စ်အာရချီဟာပါကစ္စတန်ကိုတွားရောက်ခဲ့ပါတယ်အဲ့ဒီနောက်ဟော်မုဇ်ရေလက်ကြားလုံခြုံရေးကိစ္စအိုမန်နိုင်ငံကိုလည်းတွားရောက်ခဲ့ပါသေးတယ်အဲ့ဒီကနေမှအာရချီဟာရုရှားသမ္မတဗလာဒီမာပူတင်နဲ့ဧပြီလ29ရက်နေ့မှာတွေ့ဆုံမှုရုရှားနိုင်ငံကိုတွားရောက်ခဲ့ပါတယ်လက်ရှိမှာအီရန်ကဟော်မုဇ်ရေလက်ကြားကိုပိတ်ဆို့ထားသလိုအမေရိကန်ကလည်းအီရန်စိတ်ကမ်းတွေကိုပိတ်ဆို့ထားပါတယ်ပိတ်ဆို့မှုတွေနဲ့ချိန်ချောက်နေတဲ့အတင်းကျပ်ဆွေးနွေးမှုမျိုးကိုလက်ခံမှာမဟုတ်ဘူးလို့အီရန်သမ္မတမာဆော့ဘဇက်ခီယန်ကပြောပါတယ်ဒါပေမဲ့အီရန်ခေါင်းဆောင်ပိုင်းကြားမှာကြီးမားတဲ့အကွဲပြဲတွေဖြစ်နေတယ်လို့ထရန့်ကဝေဖန်ထားပါတယ်အီရန်ဟာနျူကလ িয়ার ဆွေးနွေးပွဲကိုနောက်ဆုတ်ပြီးတော့ရေလက်ကြားပြန်ဖွင့်ပေးမဲ့အဆိုပြုချက်အသစ်ကိုပါကစ္စတန်ကနေတစ်ဆင့်အမေရိကန်ထံပေးပို့ခဲ့တယ်လို့အဇီယောသတင်းဌာနကဖော်ပြပါတယ်တစ်ချိန်တည်းမှာပဲအစ္စရေးကဟက်ဇ်ဘိုလာတွေကိုပြစ်မှတ်ထားပြီးတော့လက်ဘနွန်နိုင်ငံကိုဧပြီလ26ရက်နေ့မှာလေကြောင်းကတိုက်ခိုက်ခဲ့တာကြောင့်လူ14ဦးသေဆုံးပြီးတော့38ဦးဒဏ်ရာရခဲ့ပါတယ်ခင်ဗျာအိမ်ပြည်တော်သတင်းတော်များအသင်းရဲ့ညစာစားပွဲမှာပြစ်ခတ်ခဲ့သူအသက်32နှစ်အရွယ်သောမတ်အလန်ဟာတော်တော်ကိုစိတ်ပုံမှန်မဟုတ်တဲ့သူ pretty sick guy ဖြစ်တယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကသုံးသပ်ပါတယ် It was a religious thing. It was strongly anti-Christian. သူဟာအရင်ကခရစ်ယာန်ယုံကြည်သူတူဖြစ်ပေမဲ့နောက်ပိုင်းမှာခရစ်ယာန်ဆန့်ကျင်သူ anti Christian တူဖြစ်သွားတယ်လို့ပါထရန့်ကမှတ်ချက်ချပါတယ်အလန်ရဲ့ကြေညာစာတမ်းမှာသူ့ကိုယ်သူခင်မင်ဖော်ရွေတတ်တဲ့ Federal လောက်ကျန်တပ်ဖြတ်သူ Friendly Federal Assassin လို့သုံးနှုန်းထားပြီးတော့အစိုးရအဖွဲ့တာဝန်ရှိသူတွေကိုပြစ်မှတ်ထားဖို့စီစဉ်ခဲ့တာပါအဲ့ဒီကြေညာစာတမ်းကိုမပြစ်ခတ်ခင်မှာသူ့ရဲ့မိသားစုဝင်တွေစီကိုပေးပို့ခဲ့ပြီးတော့ဝါရှင်တန်ဟီလ်တန်ဟိုတယ်လုံခြုံရေးအားနည်းမှုကိုလည်းလှောင်ပြောင်ထားပါတယ်ဒီဖြစ်စဉ်ကိုအကြောင်းပြပြီးတော့ဒေါ်လာတန်း400တန်စစ်ဘတ်ထိပ်တန်းလျှို့ဝှက်အဆင့်ရှိတဲ့အိမ်ပြည်တော်ကာပွဲခမ်းမဆောင်တိဆောက်ရေးကိုအရှိန်မြင့်မှုထရန့်ကတိုက်တွန်းလိုက်ပါတယ်ဥပဒေကြောင့်ကန့်ကွက်မှုတွေရှိနေတာကြောင့်တိဆောက်ရေးလုပ်ငန်းတွေကိုယာယီရပ်ဆိုင်းထားပေမဲ့လုံခြုံရေးအတွက်ကြီးကာစနစ်ပါတဲ့ဒီအဆောက်အုံမျိုးလိုအပ်နေပြီဖြစ်တယ်လို့ထရန့်ကထောက်ပြပါတယ်တနက်သမားဟာလော့စ်အန်ဂျလိစ်ကနေဝါရှင်တန်ကိုယထာနဲ့လာရောက်ခဲ့တာဖြစ်တယ်လို့ယာယီရှေ့နေချုပ်တော့ဘလန့်ချ်ကပြောပါတယ်သမ္မတနဲ့အစိုးရအဖွဲ့ထိပ်တန်းတာဝန်ရှိသူတွေဟာအဓိကပြစ်မှတ်တွေဖြစ်နိုင်တယ်လို့လည်းသူကဆိုပါတယ်ဖက်ဒရယ်အရာရှိတူကိုကိုတိလက်ရောက်ကျူးလွန်တာတနက်ပြစ်ဖောက်မှုနဲ့လုံခြံမှုကြိုးပမ်းမှုတွေနဲ့အလံကိုအမှုဆွဲတင်ထားပါတယ်ဖမ်းဆီးခံရချိန်မှာသူ့စီကနေပြောင်းချောတနက် short gun တစ်လက် hand gun အတူတစ်လက်နဲ့ဓားတွေသိမ်းဆည်းရမိတယ်လို့ဝါရှင်တန်ရဲတပ်ဖွဲ့ကအတည်ပြုထားပါတယ်ခင်ဗျာအီရန်နဲ့စစ်ပွဲအစောပိုင်းကတည်းကအာရပ်စော်ဘွားများပြည်ထောင်စု UAE ကိုအစ္စရေးရဲ့တန်ကွန်ချာ Iron Dome လေကြောင်းရန်ကာကွယ်စနစ်နဲ့အဲ့ဒီစနစ်ကိုကင်တွယ်ဖို့တပ်ဖွဲ့တွေဆေလွတ်ခဲ့တယ်လို့အဇီယိုသတင်းဌာနကဖွင့်ချလိုက်ပါတယ်အစ္စရေးတာဝန်ရှိသူ2ဦးနဲ့အမေရိကန်တာဝန်ရှိသူတို့ရဲ့ပြောကြားချက်ကိုကိုးကားပြီးတော့ဖော်ပြခဲ့တာဖြစ်ပါတယ်စစ်ပွဲကာလမှာအီရန်ဟာ UAE ကိုပယ်ထိန်ဒုံးကြီးနဲ့ cruise ဒုံးကြီး950လောက်အပြင် drone အစင်း2200ကျော်နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်ဒီလိုပြင်းထန်တဲ့တိုက်ခိုက်မှုတွေကြောင့် UAE သမ္မတမိုဟာမက်ဘင်ဇာယက်က
မာမိတ်တွေစီကနေအကူအညီတောင်းခံခဲ့တာဖြစ်ပါတယ်။ဒါကြောင့်အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမန်နေတန်ယာဟုက Iron Dome စနစ်နဲ့တပ်ဖွဲ့ဝင်တွေကိုစစ်လွတ်ဖို့အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ကိုအမိန့်ပေးခဲ့တာဖြစ်ပါတယ်။တခြားနိုင်ငံတစ်ခုစီကို Iron Dome လေကြောင်းရန်ကာကွယ်ရေးစနစ်စစ်လွတ်တာဟာအစ္စရေးတို့ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။ဒီစနစ်ဟာအီရန်ရဲ့ဒုံးကျည်အစမ်းပေါင်းများစွာကိုဟန်တားနိုင်ခဲ့တယ်လို့အစ္စရေးတာဝန်ရှိသူတို့ကပြောပါတယ်။အရေးပါတဲ့အချိန်မှာပေးရတဲ့အစ္စရေးရဲ့အကူအညီကိုဘရောမှမေ့မှာမဟုတ်ဘူးလို့ UAE တာဝန်ရှိသူတို့ကလည်းအဇီရော့သတင်းဌာနကိုပြောကြားခဲ့ပါတယ်ခင်ဗျာ။2026ခုနှစ်ရွေးကောက်ပွဲမှာအစ္စရေးဝန်ကြီးချုပ်ဘင်ဂျမန်နေတန်ယာဟုကိုဖြုတ်ချဖို့အတွက်ဝန်ကြီးချုပ်ဟောင်းတွေဖြစ်တဲ့နက်ဖတာလီဘန်နတ်နဲ့ရဲလာဖစ်တို့ပူးပေါင်းလိုက်ပြီလို့ဧပြီလ26ရက်နေ့ကကြေညာပါတယ်။သူတို့ရဲ့ပါတီတွေကိုပေါင်းစည်းပြီးတော့တူဂဲသားလို့အမည်ပေးထားတဲ့ပါတီထဲမှာဘန်နက်ကခေါင်းဆောင်ဖြစ်တာဝန်ယူမှာဖြစ်ပါတယ်။အလဲလက်ဝါဒီလာဖစ်နဲ့လက်ရရင်းဝါဒီဘန်နက်တို့ရဲ့ဒီမာမိတ်ဖွဲ့မှုဟာကွဲပြားနေတဲ့အတိုက်ခံတွေကိုပြန်လည်စုစည်းဖို့ရည်ရွယ်တာဖြစ်ပါတယ်။ဒီကနေ့ညမှာမိတ်ဆွေကြီးလာဖစ်နဲ့တူနိုင်ငံအတွက်ဇိုင်းယွန်ဝါဒီအကြဆုံးနဲ့မျိုးချစ်စိတ်အရှိဆုံးခြေလှမ်းကိုလှမ်းလိုက်ပြီလို့ကြေညာရတဲ့အတွက်ဝမ်းမြောက်မိပါတယ်လို့ဘန်နက်ကပြောပါတယ်။ဘန်နက်ဟာလက်ရရိန်နိုင်ငံရေးသမားဖြစ်ပေမဲ့ရိုးသားမှုရှိပြီးတော့ကျွန်တော်တို့ကြားမှာယုံကြည်မှုရှိပါတယ်လို့လာပစ်ကလည်းဆိုပါတယ်။သူတို့နှစ်ဦးဟာ2021ခုနှစ်ကလည်းပူးပေါင်းခဲ့ပြီးတော့နေတန်ယာဟုရဲ့12နှစ်ဇက်တိုက်အုပ်ချုပ်မှုကိုအဆုံးသတ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီညွန်မောင်းဆိုးရဟာ18လလောက်ပဲတက်တန်းခံခဲ့ပါတယ်။2022ခုနှစ်ရွေးကောက်ပွဲမှာနေတန်ယာဟုကအစွန်းရောက်လက်ရရင်းတွေနဲ့အတူပူးပေါင်းပြီးတော့တကြောပြန်အာဏာပြန်ရလာခဲ့တာဖြစ်ပါတယ်။လက်ရှိလူမှုသဘောထားစစ်တမ်းတွေအရကွန်မန်ဒိုစစ်သားဟောင်းဘန်နက်ဟာနေတန်ယာဟုရဲ့နောက်မှာကက်လျက်ရှိနေပြီးတော့အဓိကပြိုင်ဘက်ဖြစ်လာပါတယ်ခင်ဗျာFacebook ရဲ့မိခင်ကုမ္ပဏီ Meta ဟာအသိဉာဏ်တု AI model တွေကိုလေ့ကျင့်အောင်မှာသုံးစွဲဖို့အတွက်အမေရိကန်အခြေစိုက်ဝန်ထမ်းတွေရဲ့ကွန်ပျူတာက mouse လှုပ်ရှားမှုကလစ်နှိပ်တာနဲ့ keyboard ရိုက်ချက်တွေကိုမှတ်တမ်းယူမဲ့ software အသစ်ကိုထည့်သွင်းလိုက်ပါတယ်ဒီ software ကိုအလုံးနဲ့သက်ဆိုင်တဲ့ app တွေနဲ့ website တွေမှာလှုပ်ဆောင်သွားမှာဖြစ်ပါတယ်ဒါအပြင်ဝန်ထမ်းတွေရဲ့ကွန်ပျူတာ screen တွေကိုလည်းတစ်ခါတည်းဓာတ်ပုံရိုက်ကူးမယ်လို့ဧပြီလ21ရက်နေ့ကထွက်ပေါ်လာတဲ့ကုမ္ပဏီမှတ်တမ်းတွေမှာဖော်ပြထားပါတယ်ကွန်ပျူတာသုံးစွဲတဲ့အခါလူတွေလှုပ်ဆောင်မှုကို AI တွေကအတူခိုးနိုင်ဖို့အခုလိုလှုပ်ဆောင်တာဖြစ်ပါတယ်ကျွန်တော်တို့တိစောက်နေတဲ့မျှော်မှန်းချက်က AI agent တွေကအဓိကအလုပ်တွေကိုလုပ်ပြီးတော့ကျွန်တော်တို့ကလမ်းညွန်သုံးသက်တိုးတက်အောင်ကူညီပေးမဲ့အခန်းကဏ္ဍကနေပါဝင်ဖို့ဖြစ်တယ်လို့ Meta ရဲ့ဤပညာအရာရှိချုပ် Andrew Bosworth ကဝန်ထမ်းတွေကိုပြောကြားခဲ့ပါတယ်ဒီအချက်အလက်တွေကို AI လေ့ကျင့်ဖို့ကလွဲရင်ဝန်ထမ်းတွေရဲ့စွမ်းဆောင်ရည်အကဲဖြတ်ဖို့အတွက်သုံးမှာမဟုတ်ဘူးလို့ Meta ရဲ့ပြောရေးဆိုခွင့်ရှိသူကဖြေရှင်းပါတယ်လူတွေလုပ်တဲ့အလုပ်ကို AI နဲ့အစားထိုးဖို့ကြိုးပမ်းနေတဲ့ Meta ဟာမေလ20ရက်နေ့ကစပြီးတော့ကမ္ဘာတဝန်းမှာဝန်ထမ်း10%ကိုအလုပ်ထပ်ဖြုတ်ဖို့စီစဉ်နေပါတယ်ဝန်ထမ်းတွေရဲ့ keyboard ရိုင်းနှိမ့်မှုတွေကိုမှတ်တမ်းတင်တဲ့လုပ်ရဟာကိုယ်ရေးကိုယ်တာလုံခြုံမှုဆိုင်ရာစိုးရိမ်စရာတွေကိုမြင့်တက်စေတယ်လို့ကျွမ်းကျင်သူတွေကသတိပေးပါတယ်အခုလိုစောင့်ကြည့်တာမျိုးကိုဥရောပမှာတော့ဥပဒေအရတားမြစ်နိုင်ခြေရှိတယ်လို့ဥပဒေပါမောက္ခ Valerio Di Stefano ကထောက်ပြထားပါတယ်ခင်ဗျာကင်ညာနိုင်ငံသား Sebastian Sawi ဟာဧပြီလ26ရက်နေ့ကကျင်းပခဲ့တဲ့လန်ဒန်မာရာသွန်ပြိုင်ပွဲမှာတနာရီ59မိနစ်30စက္ကန့်နဲ့ပန်းဝင်ခဲ့ပါတယ်။ဒါကြောင့်သူဟာပြိုင်ပွဲဝင်မာရာသွန်သမိုင်းမှာ2နာရီအောက်အချိန်ယူပြေးနိုင်တဲ့ပထမဆုံးအမျိုးသားဖြစ်လာပါတယ်။ဆာဝီဟာကွယ်လွန်သူ Calvin Captain တင်ထားတဲ့ကမ္ဘာ့စံချိန်ဟောင်းကိုချိုးဖျက်နိုင်ခဲ့တာပါ။ဒုတိယရရှိတဲ့အီသီယိုးပီးယားနိုင်ငံသား Rombix Kijalcha ကလည်း2နာရီအောက်အချိန်နဲ့ပန်းဝင်နိုင်ခဲ့ပြီးစံချိန်တင်နိုင်ခဲ့ပါတယ်။ကျွန်တော်မယုံနိုင်အောင်ဖြစ်ရပါတယ်ဒါပေမဲ့ကျွန်တော်သေချာပြင်ဆင်ခဲ့ပြီးတော့လေ့ကျင့်မှုတွေရဲ့ရလဒ်ထွက်ပေါ်လာတာပါလို့ဆာဝီကပြောပါတယ်ပြိုင်ပွဲဝင်မာရာသွန်ဆိုတာဟာနိုင်ငံတကာပြေးခုံပြေးအဖွဲ့ချုပ်ရဲ့စီးမြင့်တွေနဲ့အညီပြိုင်ပွဲတွေနဲ့အတူရှင်ပြိုင်ရတဲ့တရားဝင်ပြိုင်ပွဲမျိုးကိုဆိုလိုတာဖြစ်ပါတယ်ဒီမတိုင်ခင်က2019ခုနှစ်မှာကင်ညာအပြေးသမားအယ်လီယုကစ်ချိုဂီဟာမာရာသွန်ခရီးစဉ်ကို2နာရီအောက်နဲ့ပထမဆုံးပန်းဝင်ခဲ့ဘူးပါတယ်ဒါပေမဲ့အဲ့ဒီပွဲဟာသတ်မှတ်ပေးထားတဲ့အထောက်အကူပြုအခြေအနေတွေအောက်မှာစီစဉ်ပြေးဆွဲခဲ့တာဖြစ်လို့တရားဝင်ကမ္ဘာ့စံချိန်ဖြစ်အတိမတ်ပြုမခံခဲ့ရပါဘူးကစ်ချိုဂီပြေးတော့ကတော့အရှိန်ထိန်းပေးတဲ့အပြေးသမားတွေ rotating pacemaker တွေကအဖွဲလိုက်ခွဲပြီးတော့ရှေ့နဲ့ဘေးပတ်လေကနေပါးစောက်ပုံစံ V ပုံစံဝင်ပြေးပေးတာကားပေါ်ကနေလေးစားမီးနဲ့အရှိန်အနှင်းမြန်လမ်းကြောင်း
ပြသတာမျိုးတွေပါဝင်ခဲ့ပါတယ်။ဒါကြောင့်အခုစာဝီနဲ့ကီဂျာချာရဲ့စံချိန်ကားမှသာအစစ်မှန်စံချိန်ဖြစ်လာခဲ့ပါတယ်ခင်ဗျာ။ဥရောပတလားကဝက်အော်တန်ပြိုင်ပွဲဇင်ယောငှက်အတန်တုပြိုင်ပွဲနဲ့ဖားခုံပြိုင်ပွဲတွေကြောင်းဆက်ရှုစားကြမှာပါအက်စတိုးနီးယားနိုင်ငံတာတူမြို့မှာပထမဆုံးချိန်ကျင်းပတဲ့ဝက်အော်တန်တုပပြိုင်ပွဲမှာအန်ဒရူးမေလက်ဆိုသူကပထမဆုံးရရှိခဲ့ပါတယ်။ဘောကဆိုတာပြောစရာကောင်းရမှာပါ။အိမ်မှာနည်းနည်းပါးပါးအတန်ထွက်လေ့ကျင့်ပြီးတော့ဒီကိုလာပြိုင်တဲ့အခါအခုလိုအနိုင်ရသွားတာပါလို့မေလက်ကပြောပါတယ်။ဧပြီလ25ရက်နေ့ကကျင်းပခဲ့တဲ့အဲ့ဒီပြိုင်ပွဲမှာခလေးရောလူကြီးပါပါဝင်ခဲ့ပြီးတော့ဝက်အော်တန်မျိုးစုံကိုအတူခိုးအော်ဟစ်ခဲ့ကြပါတယ်။ဝက်မွေးမြူရေးလုပ်ငန်းကကိုယ်စားလှယ်3ဦးပါဝင်တဲ့အကဲဖြတ်အဖွဲ့ကပြိုင်ပွဲဝင်တွေရဲ့အတန်တူညီမှုအတန်အားပါမှုနဲ့ဖျော်ဖြေနိုင်စွမ်းတွေအပေါ်ခြေခံပြီးတော့အမှတ်ပေးကြတာဖြစ်ပါတယ်။ဘယ်လ်ဂျီယံနိုင်ငံကန်ဝရမြို့ဖြစ်တဲ့ဒါပါနာမှာလည်း6ကြိမ်မြောက်ဥရောပဇင်ယောအတန်တုချန်ပီယံရှစ်ပြိုင်ပွဲကိုကျင်းပခဲ့ပါတယ်။ဧပြီလ26ရက်နေ့ကကျင်းပတဲ့ဒီပြိုင်ပွဲကိုနိုင်ငံ15နိုင်ငံကပြိုင်ပွဲဝင်80ကျော်ပါဝင်ရှင်ပြိုင်ခဲ့ကြပါတယ်။ဒေသခံဘားတစ်ခုမှာကျင်းပတဲ့ပွဲမှာကလေးလူကြီးအရွယ်ဆုံးပါဝင်ခဲ့ကြပြီးတော့ဇင်ယောပုံစံဝတ်စုံတွေလည်းဝတ်ဆင်ခဲ့ကြပါတယ်။ပြိုင်ပွဲဝင်တဦးချင်းစီရဲ့အတန်တုပနိုင်မှုအတွက်15မှတ်နဲ့အမူအရာအတွက်5မှတ်ကိုအကဲဖြတ်အဖွဲ့ကသတ်မှတ်ပေးတာဖြစ်ပါတယ်။ဒီပြိုင်ပွဲမှာအနိုင်ရသူတွေအတွက်ငွေသားစုပေးရတာမျိုးမရှိဘဲအနိုင်ရတယ်လို့ကြွားလုံးထုတ်ပိုင်ခွင့်အတွက်သာရှင်ပြိုင်ကြတာဖြစ်ပါတယ်။ခရိုအေးရှားနိုင်ငံလော့ဂ်ဗီမြို့မှာတော့48ကြိမ်မြောက်နှစ်ပတ်လည်ဖားခုံပြိုင်ပွဲကျင်းပခဲ့ပါတယ်။ဧပြီလ25ရက်နေ့ကကျင်းပခဲ့တဲ့ဒီပြိုင်ပွဲမှာချန်ပီယံဆုရတဲ့ဖားက1မီတာကျော်ထိခုန်နိုင်ခဲ့ပြီးတော့တခြားဖားတွေကတော့စင်တီမီတာအနည်းငယ်လောက်ပဲခုန်နိုင်ခဲ့ပါတယ်။ပြိုင်ပွဲဝင်တွေဟာပွဲစီစဉ်သူတွေစီကနေတော်ရိုင်းဖားတကောင်စီရပါတယ်။အဲ့ဒီဖားတွေကိုအတန်ပေးတာလေမှုတ်တာနဲ့ဇပွဲခောက်တာမျိုးတွေလုပ်ပြီးတော့ရှေ့ကိုခုံအောင်လုပ်ရတာဖြစ်ပါတယ်။ပြိုင်ပွဲမှာသုံးမဲ့ဖားတွေကိုပွဲမစခင်ရက်အနှဲငယ်ကြိုပြီးတော့ဒေသခံတွေကဖမ်းဆီးထားတာဖြစ်ပါတယ်။ပြိုင်ပွဲပြီးမှာတော့အဲ့ဒီဖားတွေကိုတဘာဝတောတဲ့ကိုပြန်လှုပ်ပေးမှာဖြစ်ပါတယ်ခင်ဗျာ။ Bravo, Milenko!